နိုင်ငံတော်အတွက်ရွှေတစိမ့်တွေယူပေးခဲ့တဲ့သူတွေကအခုတော့ရာဇဝတ်ကောင်တွေကိုဖမ်းဆီးတဲ့ရဲတွေဖြစ်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲအားကစားလောကမှာထိတ်တန့်ရောက်ခဲ့ပေမဲ့ဘဝရဲ့အလှည့်ပြောင်းတစ်ခုကြောင့်လက်ဝိတ်လက်အိတ်တွေကိုချုပ်ပြီးတနက်ကိုကန်ခဲ့ရတဲ့ယွန်းတုံကျူနဲ့အတူအရှုံးမပေးတတ်တဲ့အားကစားသမားဟောင်းတွေစုပေါင်းထားတဲ့အိုလံပစ်ရဲတပ်ဖွဲ့အကြောင်းကိုဒီနေ့မှာအသေးစိတ်တင်ဆက်ပေးသွားမှာပါဗီဒီယိုအဆုံးမှာအားလုံးအတွက်ထူးခြားတဲ့အချက်လေးရှိလို့အဆုံးထိကြည့်ပေးကြပါဦးနော်ဇလန်အစမှာယွန်းတုံကျူဟာလက်ဝိတ်အားကစားမှာရွှေတစိမ့်ရခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့မမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်သူ့ရဲ့အားကစားသမားဘဝရပ်တန့်သွားခဲ့ရပါတယ်။ဒုံကျူတယောက်တည်းမဟုတ်ပါဘူး။သူ့လိုပဲအကြောင်းမျိုးမျိုးကြောင့်အားကစားလောကကနေထွက်ခဲ့ရတဲ့တနက်ပစ်မယ်လေးဂျီဟန်နာနဲ့လည်းဆုံတွေ့ခဲ့ပါတယ်။ဟန်နာကတော့အေးဆက်ပြီးပြတ်သားတဲ့ပုံစံမျိုးဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာတခြားသောအားကစားနည်းအသီးသီးကလာတဲ့ရွှေတစိမ့်ရှင်ဟောင်းတွေနဲ့ပေါင်းပြီးအကြမ်းဖက်နှိမ်နင်းရေးအထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ဒီအဖွဲ့ကတခြားရဲတွေနဲ့မတူဘူးပါဘူး။သူတို့မှာကအားကစားသမားတွေရဲ့ထူးခြားတဲ့ခွန်အားနဲ့ပညာတွေရှိနေတာဖြစ်ပါတယ်။ဒီအဖွဲ့တစ်လေးဟာမြို့ထဲကရာဇဝတ်မှုတွေကိုစတင်နှိမ်နင်းပါတော့တယ်လက်ဝိတ်သမားရဲ့လက်သီးတနက်ပစ်သမားရဲ့မျက်စိနှပန်းသမားရဲ့ခွန်အားဒါတွေပေါင်းလိုက်တဲ့အခါလူဆိုးတွေအတွက်တော့ငရဲပါပဲသူတို့ရင်ဆိုင်ရမယ့်ရန်သူကတာမန်လူဆိုးလေးတွေမဟုတ်ပဲအုပ်ချုပ်ရေးပိုင်းကမတမာမှုတွေနဲ့ဆက်နွယ်နေတာကိုသိလိုက်ရပါတယ်ပိုဆိုးတာကမြို့တော်ရဲ့အထင်ကရစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့နိုင်ငံရေးသမားတချို့ဟာဒီရာဇဝတ်မှုတွေရဲ့နောက်ွယ်မှာရှိနေမှန်းယွန်းတုံကျူတို့အဖွဲ့ကသိသွားခဲ့ပါပြီဒီလူတွေကအားကစားလောကကိုလည်းလက်ဝါးကြီးအုပ်ထားပြီးပွဲရလက်တွေကိုလောင်းကစားနည်းနဲ့ကြိုးကင်ခဲ့ကြတာပါဒါကိုစုံစမ်းရင်းနဲ့ဒုံကျူဟာသူ့ရဲ့အားကစားသမားဘဝကိုဖျက်ဆီးခဲ့တဲ့မတော်တဆမှုဟာတကယ်တော့မတော်တဆမဟုတ်ပဲဒီလူတွေကြိုးကင်ခဲ့တဲ့လုပ်ကြံမှုတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့သူ့ရဲ့ဒေါသတွေဟာထိမ့်မနိုင်သိမ့်မရဖြစ်လာပါတော့တယ်တစ်ဖက်မှာလည်းဂျီဟန်နာရဲ့မိသားစုအတိတ်ကနာကျင်စရာတွေဟာဒီအဂတိလိုက်စားမှုတွေနဲ့ဆက်နွယ်နေတာကိုတွေ့လိုက်ရတဲ့အခါသူတို့နှစ်ယောက်ဟာလက်စားချေဖို့ထက်တရားမျှတမှုအတွက်ပိုပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ကြပါတယ်ဒါပေမဲ့ရန်သူကအင်အားကြီးလုံးပါတယ်သူတို့အဖွဲ့ကိုဖိအားပေးဖို့အတွက်ရဲဌာနကနေဆိုင်းငံ့လိုက်တဲ့အပြင်ဒုံကျူရဲ့အသင်းဖော်တွေကိုလည်းအနေရပြုဖို့ကြိုးစားလာကြပါတယ်။အဲ့ဒီအချိန်မှာယွန်းဒုံကျူကငါတို့မှာရွှေတစိမ့်ရှိစရာမလိုတော့ဘူး။ငါတို့မှာရှိတာကအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ပဲဆိုပြီးသူ့အဖွဲ့ကိုပြန်လဲဆူဆီးခဲ့ပါတယ်။သူတို့ဟာရဲတစိမ့်မပါပေမဲ့လည်းအားကစားသမားတယောက်ရဲ့ခွန်အားနဲ့နီးပြူဟာတွေကိုတုံးပြီးအမောင်ထုတဲကရန်သူတွေကိုတယောက်ချင်းစီလိုက်လံနှိမ်နင်းပါတော့တယ်။အဂတိလိုက်စားမှုတွေရဲ့အထူးတရားခံဖြစ်တဲ့အာဏာရှိသူတွေစုဝေးနေတဲ့အဆောက်အဦကိုယွန်းဒုံကျူတို့အဖွဲ့ဝင်ရောက်စီးနင်းတဲ့အခမ်းပဲဖြစ်ပါတယ်ဒီတစ်ချိန်မှာတော့သူတို့ဟာရဲတစိမ့်ကိုအားကိုးတာထက်သူတို့ရဲ့အားကစားသမားဘဝကရရှိခဲ့တဲ့ခွန်အားနဲ့အတွေ့အကြုံတွေကိုအစွမ်းကုန်ထုတ်သုံးပါတော့တယ်။ရန်သူတွေဘက်ကလူအင်အားတာနေပေမဲ့ယွန်းတုံကျူရဲ့လက်မလျှော့တဲ့ဇွဲနဲ့ပြင်းထန်တဲ့လက်သီးချက်တွေအောက်မှာလူဆိုးတွေတယောက်ပြီးတယောက်လဲကျကုန်ပါတယ်။တစ်ဖက်မှာလည်းဂျီဟန်နာကအဆောက်အဦရဲ့အမြင့်ဆုံးနေရာကနေသူမရဲ့ပြိုင်ဘက်ကင်းတဲ့တနက်ပစ်စွမ်းရည်ကိုတုံးပြီးသူမရဲ့အသင်းဖော်တွေကိုလုံခြုံအောင်အကာအကွယ်ပေးထားပါတယ်ဒုံကျူဟာသူ့ရဲ့အားကစားသမားဘဝကိုဖျက်ဆီးခဲ့တဲ့တရားခံကိုထိတ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့ဒေါသကိုရှေ့တန်းမတင်ပဲမင်းကငါရဲ့ရွှေတစိမ့်ကိုလူယူသွားနိုင်ပေမဲ့ငါရဲ့တရားမျှတမှုကိုတော့လူယူလို့မရဘူးဆိုတဲ့စကားနဲ့အတူထိရောက်တဲ့လက်သီးချက်တွေနဲ့ဖန်ဆီးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မြို့တော်ရဲ့အမောင်ထုတွေကလှုပ်ဝက်ချက်တွေအားလုံးကိုဖော်ထုတ်နိုင်ခဲ့ပြီးလူဆိုးကိုင်းဝင်တွေနဲ့အကျင့်ပြတ်ချစားနေတဲ့အရာရှိကြီးတွေအားလုံးကိုဥပဒေရှိမှပို့ဆောင်နိုင်ခဲ့ပါတယ်။ဒုံကျူနဲ့အဖွဲ့သားတွေဟာသူတို့ရဲ့ရဲလက်မှတ်တွေကိုပြန်လည်ရရှိခဲ့ရုံတင်မကပဲပြည်သူတွေရဲ့တကယ်သူရဲကောင်းတွေအဖြစ်ဂုဏ်ပြုခံခဲ့ရပါတယ်။ယွန်းတုံကျူကအားကစားကွင်းထဲကိုပြန်သွားပြီးလက်ဝိတ်ကျိုးဝိုင်းကိုငေးကြည့်နေတဲ့အခန်းကတကယ်ကိုရင်ထဲထိစရာပါသူဟာအားကစားသမားဘဝမှာရှုံးနိမ့်ခဲ့ပေမဲ့ဘဝရဲ့တိုက်ပွဲမှာတော့အောင်နိုင်သူဖြစ်ခဲ့ပါပြီဂျီဟန်နာကဒုံကျူရဲ့နံဘေးကိုရောက်လာပြီးနောက်ထပ်တာဝန်တစ်ခုလာပြန်ပြီးလို့ပြောရင်းနှစ်ယောက်သားပြုံးပြုံးလေးနဲ့နောက်ထပ်အမှုတစ်ခုကိုဖြေရှင်းဖို့ထွက်ခွာသွားကြပါတော့တယ်ဒီစကားအတိတ်ပဲဟာဘလောက်ပဲခက်ခဲတဲ့အခက်အခဲတွေနဲ့ကြုံလာပါစေကိုယ့်ရဲ့စိတ်ဓာတ်ကသာမရှုံးဘူးဆိုရင်ဘဝမှာဘယ်အရာကိုမဆိုအောင်နိုင်နေဆိုတာပါပဲဒီဇလန်းလေးကိုသဘောကျတယ်ဆိုရင် like လုပ်ဖို့နဲ့တငယ်ချင်းတွေကိုပါ share ပေးဖို့တောင်းဆိုချင်ပါတယ်တင်တာဒီအဖွဲ့ထဲမှာပါဝင်ရမယ်ဆိုရင်ဘယ်အားကစားနည်းနဲ့လူဆိုးတွေကိုဖမ်းကျင်လဲဆိုတာခမန့်မှာရေးခဲ့ပါဦးနော်ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပြီးအသစ်တော် drama အညွှန်းတွေကိုလက်မလွတ်တမ်းကြည့်ရှုဖို့ခေါင်းလောင်းလေးကိုနှိပ်ထားလိုက်ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်